စီးပွားပြက်ပြီးတော့ယူသွားတဲ့လူတယောက်ကသူ့ကိုယ်သူအမေရိကန်တနိုင်ငံလုံးရဲ့ဘယင်လို့ကျင်ညာတယ်မြို့သူမြို့သားတွေအားလုံးကလည်းသူ့ကိုတကယ်ဘယင်တစ်ပါးလို့အသိမှတ်ပြုပြီးတော့အလေးပေးပြီးဆက်ဆံခဲ့ကြတယ်။ဘာဖြစ်လို့တစ်မျိုးလုံးကဒီလိုမျိုးလုပ်ခဲ့တာလဲ။ယူနေတယ်လို့လှောင်တဲ့သဘောလား။ဒါမှမဟုတ်တစ်မျိုးလုံးယူနေကြတာလား။ဒီအဖြစ်အပျက်ကအမေရိကန်မှာတကယ်ဖြစ်ခဲ့တယ်။1850ကျော်လောက်က Norton ဆိုတဲ့လူတစ်ယောက်နဲ့ San Francisco မြို့ရဲ့ပတ်သက်မှုတစ်ခုကဒီလိုမျိုးထူးခြားခဲ့တယ်။အဲ့ဒီခေတ်တုန်းကလူမှုရေးသဘောထားတွေနဲ့ San Francisco ကလူအဖွဲ့အစည်းအကြောင်းကျွန်တော်ဒီနေ့ပြောမှာပါ1818မှာ Norton ကို London နား Deptford မှာမွေးတယ်။သူမိဘတွေက Jewish တွေ1820သူအသက်2နှစ်သားလောက်မှာသူတို့မိသားစုတောင်အာဖရိကကိုပြောင်းသွားကြတယ်။ Norton အရွယ်ရောက်တော့တောင်အာဖရိကမှာသူကအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်ဖြစ်လာဖို့ကြိုးစားတယ်။ဒါပေမဲ့သူနဲ့အတူတူစီးပွားရေးလုပ်နေတဲ့သူ့အဖေက1848မှာဆုံးသွားတယ်။သူတို့လုပ်ငန်းတွေလည်းဒေဝါလီခံလိုက်ရတယ်။1849 Gold Rush ကျတော့ Norton က San Francisco ကိုပြောင်းလာတယ်။အဲ့ဒီကိုသူရောက်တော့အရင်အနည်းလို့ဖို့ဒေါ်လာ4000လောက်ပါလာတယ်လို့ပြောကြတယ်။အဲ့ဒီခေတ်ကဒေါ်လာ4000ဆိုတော့တော်ရုံတန်ရုံနဲမှမနေဘူးနော်။ Norton ကအိမ်ချမ်းမြေနဲ့သွင်းကုန်လုပ်ငန်းတွေလုပ်တယ်။တအားအောင်မြင်သွားတယ်။3နှစ်အတွင်းမှာဒေါ်လာ2သိန်းခွဲလောက်ချမ်းသာလာတယ်။အဲ့ဒီခေတ်တုန်းကဒေါ်လာ2သိန်းခွဲဆိုတာဒီဘက်ခေတ်တန်ဖိုးနဲ့တွက်ရင်ဒေါ်လာ8သန်းလောက်ရှိတယ်ကမနေမနှောပဲ။ဒါပေမဲ့1852ကျတော့တရုတ်ပြည်မှာစံစည်းတက်တဲ့အချိန်မှာ Norton တွက်ကိန်းမှားသွားပြီးတော့အကြီးအကျယ်ရှုံးပြီးမကြခင်မှာပဲလူမွဲစင်းခံလိုက်ရတယ်။တပြိုင်တည်းသူ့ရဲ့စိတ်ကြမ်းမာကြီးလည်းထိခိုက်သွားတယ်။ Norton က3နှစ်လောက်လူမြင်ကွင်းကနေပျောက်သွားပြီးတော့1859ကျတော့သတင်းစာမှာ Norton နဲ့ပတ်သက်တဲ့ကြေညာချက်တစ်စောင်ပါလာတယ်။ပြည်သူတွေရဲ့တောင်းဆိုချက်အရ Norton ကအမေရိကန်ပြည်ထောင်စုရဲ့ acreage ကြီးဖြစ်ကြောင်းကြေညာလိုက်ပါတယ်တဲ့။အဲ့ဒီသတင်းကိုဘယ်သူထည့်တာလဲဆိုတော့သူကိုယ်တိုင်ပဲသွားထည့်ခဲ့တယ်။နိုင်ငံထဲမှာဖြစ်ပျက်နေတဲ့စိုးညစ်မှုတွေကိုပြုပြင်ဖို့အတွက်ပြည်내အသီးသီးမှာရှိတဲ့ကိုယ်စားလှယ်တွေသူနဲ့စုံစုံညီညီလာတွေ့ရမယ်ဆိုတာလည်းပါသေးတယ်။အဲ့ဒီအချိန်ကစပြီးတော့စစ်ဝတ်ဆောင်အဟောင်းကြီးတစ်ထည်ဝက်လို့ San Francisco လမ်းတွေပေါ်မှာအခမ်းသားဆိုးဆန်တော်မူတဲ့ Acrid Norton ကိုနေတိုင်းတွေ့ကြရတော့တာပဲဘလို့ဖြစ်တာလဲဆိုတော့ Norton ကသူစီးပွားပြတ်သွားတဲ့အချိန်မှာပဲ American မှာကပြည်တွင်းစစ်ဖြစ်တော့မလို့ဖြစ်နေတာနိုင်ငံရေးအရှုပ်ထွေးတွေနော် Civil War ဖြစ်တော့မဲ့အခြေအနေမျိုး Norton ကအဲ့ဒီမှာစီးပွားပြတ်ပြီးစိတ်နှောက်သွားတော့နိုင်ငံရေးဘက်ကိုပါသူအာရုံရောက်သွားပြီးတော့ American မှာ Acrid တယောက်တော့လိုနေပြီလို့သူကယုံသွားတာပေါ့ Acrid Norton ကသူ့နိုင်ငံတော်ဖြစ်တဲ့ San Francisco မြို့ပေါ်မှာနေရာတိုင်းကိုရှောက်သွားပြီးတော့နေတိုင်းဆက်ဆေးတယ်ပလက်ဖောင်းတွေလမ်းတွေကောင်းရဲ့လားကေဘယ်ကားတွေကြန့်ခိုင်ရေးကောင်းလားတာဝန်ကျတဲ့ရဲတွေအလုပ်တွေချလုပ်ရဲ့လားအဲ့လိုမျိုးတွေပေါ့နေ့လေကြော်ပြီးဆိုရင်တော့ तू က library တစ်ခုကိုသွားပြီးတော့သတင်းစာဖတ်တယ်ပြီးရင် तू ထုတ်ပြန်နေကြအမိန့်တော်တွေကိုအမြဲတမ်းထိုင်ရေးနေတယ် Norton နဲ့ San Francisco မြို့သူမြို့သားတွေကြားထဲမှာချစ်စရာကောင်းတဲ့အချက်ကလေးတစ်ခုရှိတယ် Norton ကသူ့ကိုကူညီတဲ့လူတွေအထူးသဖြင့်ကလေးတွေပေါ့သူတို့တွေကိုတနေ့တာဘယင်ဘွဲ့ဒါမှမဟုတ်မိဖုရားဘွဲ့ဆိုပြီးတော့ပေးလေးရှိတယ်အဲ့ဒါကိုမြို့သူမြို့သားတွေကလည်းသဘောကျကြတယ်မြို့မှာပွဲလန်းသဘင်ရှိတာတို့ပြက်ဆက်ယုံတို့မှာဆိုလို့ရှိရင်လည်း Norton သွားတယ်သူ့အတွက်ပွဲစီစဉ်တဲ့လူတွေကအမြဲတမ်းတီးတဲ့နေရာခြံပေးထားကြတယ် Norton ပြက်ဆက်ယုံနဲ့ဝင်လာပြီးဆိုတာနဲ့ပြည်သက်တွေကသူ့ကိုမတ်တက်ရက်ပြီးတော့အလေးပြုကြတယ်တဲ့ဒီမှာထူးဆန်းတာ San Francisco မြို့သားတွေရဲ့စိတ်ဓာတ်ပဲဗျ Norton ကိုသူတို့မလှောင်ကြဘူးလက်ကားပါကွာအယူပါကွာအဲ့လိုမျိုးဝိုင်းမပြောကြဘူး Norton ရဲ့စိတ်ကူးရင်ကဘာလေးမပြက်စီးသွားအောင်လို့ Acrid ကြီးနဲ့ပြည်သူတွေဆိုပြီးတော့ဝိုင်းတရုပ်ဆောင်ပေးခဲ့ကြတယ်တမိုင်းမှာအကျဉ်းနာဆုံးအနှွေးထွေးဆုံးလူမှုရေးအတိုင်းဝိုင်းတစ်ခုဖြစ်ခဲ့တယ်လို့တောင်ပြောနိုင်တယ်ပြီးတော့ Norton ကတကယ်အာဏာရှင်အစ်စ်တယောက်မဟုတ်ဘူးလူတွေကိုဒုက္ခပေးနိုင်တဲ့လူတယောက်လည်းမဟုတ်ဘူးအန်ဒီရမရှိတဲ့အာဏာရှင်ပေါ့အဲ့ဒီတော့ Norton က San Francisco မြို့ကလူတွေအတွက်စိတ်ထွက်ပေါက်တစ်ခုတောင်ဖြစ်နေခဲ့တဲ့သဘောပဲပေါ့နော်သတင်းစာ editor တွေကလည်းအစပိုင်းတုန်းက Norton ရဲ့ကြေညာချက်တွေကိုရည်စရာလောက်ပဲသဘောထားပြီးထည့်ပေးခဲ့ကြတာနော်ဒါပေမဲ့နောက်ပိုင်းကျတော့တကယ်အစိုးရနဲ့နိုင်ငံရေးသမားတွေကိုလှောင်ဖို့တယော်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ပါထည့်ပေးလာကြတာသတင်းစာလည်းစောင့်ရည်တက်တယ်လူတို့ကလည်းနိုင်ငံရေးဖိအားတွေရှိနေတဲ့ကြားကနေ Norton ကြောင့် entertain တစ်ခုဖြစ်နေတဲ့သဘောပဲ San Francisco မြို့သားတွေက Norton အပေါ်မှာတကယ်နှွေးထွေးကြတာသူဖြစ်စေခြင်းတဲ့ပုံစံအတိုင်းတကယ်ဘယင်တစ်ပါးလိုမျိုးသူ့ကိုပြုစုဆောင်ရှောက်ခဲ့ကြတာစားတောက်ဆိုင်နေဆိုလို့ရှိရင် Norton ကိုအလကားကျွေးတယ် Norton ကလည်းပြန်ပြီးတော့ကျေးဇူးတင်တဲ့သဘောနဲ့ဒီဆိုင်ကို Emperor Norton အတိအမှတ်ပြုတစိမ့်ပေးပါတယ်ဆိုပြီးတော့ထုတ်ပေးတယ် Emperor Norton တစိမ့်ချိတ်ထားတဲ့ဆိုင်တွေကတခြားဆိုင်တွေထက်တောင်လူပိုစီသေးတယ်တဲ့ Freemason ဆိုတဲ့အဖွဲ့ဆိုလို့ရှိရင် Norton ရဲ့အိမ်လကားတွေကိုအမြဲတမ်းတာဝန်ယူပြီးသူတို့ကပဲပေးခဲ့ကြတယ်နောက်တစ်ခုက Acrid Norton ကကိုပိုင်ငွေစက်ကူတောင်သူကခတ်တီတီထုတ်လိုက်သေးတယ်သူ့ရဲ့ကိုပိုင်ငွေစက်ကူဆိုပြီးတော့$50ကနေ$10အထိသူကရိုက်ထုတ်ခဲ့တာအဲ့ဒီပတ်စံတွေကိုလည်း San Francisco မြို့ရဲ့ဆိုင်တွေမှာတကယ်ပေးသုံးခဲ့ကြတယ်ပြီးတော့ Norton ကမြို့ပေါ်ကဘဏ်လုပ်ငန်းရှင်တို့ချမ်းသာတဲ့လူတို့အဲ့လိုလူတွေကိုလည်းသူကမင်းတို့ကအခွန်ကောက်တယ်ဆိုပြီးတော့$50လောက်တောင်းလို့ရှိတယ်အမြဲတမ်းအဲ့ဒီလူတွေကလည်းရည်စရာအနေနဲ့ရော Norton ကိုဆိုရင်စေနာရှိတာကြောင့်ရောပေးကြတာပဲတဲ့
ဒါလောက်ချစ်စရာကောင်းတဲ့ပတ်ဝန်းကျင်မှာနေခွင့်ရခဲ့တာ Norton ကလည်းကံကောင်းတယ်လို့တော့ပြောလို့ရတယ်သူ့ကိုချစ်ကြတယ်ဆိုတာလေသူ့ရဲ့ပင်ကိုစိတ်ရင်းကြောင်ပဲဗျသူကစိတ်ချမ်းသာကြီးမကောင်းတဲ့လူတစ်ယောက်ဆိုပေမဲ့သူ့ရဲ့ပင်ကိုစိတ်ရင်းမှာကျင်နာတတ်တယ်နော်လူမျိုးသားတွေလူမဲတွေကိုအနိုင်ကျင့်တာမြင်သူလက်ပိုက်ကြည့်မနေဘူးအနိုင်ကျင့်တဲ့လူတွေကိုချက်ချင်းသွားတားတယ်အမျိုးသမီးအခွင့်အရေးအတွက်ဆိုပြီးတော့အမိန့်တော်တွေထုတ်တယ်အဲ့ဒီလိုလူမျိုးတကယ်နိုင်ငံပိုင်အစိုးရတွေဘီရင်နေထက်တောင်သူ့ရဲ့စိတ်နေစိတ်ထားမော်မြတ်ပြီးချစ်စရာကောင်းလို့လူတွေကလည်းသူ့ကိုဟန်ဆောင်ပန်ဆောင်မဟုတ်ဘဲနဲ့တကယ်ချစ်ပြီးတော့အလေးပေးခဲ့ကြတယ်တခါကျတော့မြို့အသေးရောက်လာတဲ့ရဲအရာရှိတယောက်က Norton ကိုယူနေတဲ့လူဆိုပြီးတော့ဖမ်းပလိုက်တယ်အဲ့ဒီမှာမြို့သူမြို့သားတွေအကြီးအကျယ်ဒေါသထွက်ကုန်ကြသတင်းစာတွေကလည်းတိသွားတော့ Norton ဘက်ကနေကာကွယ်ပြီးတော့သူ့ကိုဖမ်းတဲ့ရဲကိုအပြင်းထန်ဝေဖန်ပြီးရေးကြတယ်နောက်ဆုံးကျတော့ဘလောက်ထိဖြစ်သွားလဲဆိုရင်ရဲမင်းကိုယ်တိုင်ကလူထုကိုတောင်းပန်ပြီးတော့ Norton ကိုပြန်လှုပ်ပေးလိုက်ရတယ်အဲ့ဒီအချိန်ကစပြီးတော့ San Francisco မြို့ပေါ်မှာ delay တစ်ခုပေါ်လာတယ်တာဝန်ကျတဲ့ရဲတွေက Norton ကိုလမ်းမှာတွေ့ရင်တောင်မှ chit snow နဲ့အမြဲတမ်းအလေးပြုကြတော့တာပဲတဲ့Norton ကအရေးကြီးတဲ့အမိန့်တွေလည်းသူကထုတ်ခဲ့သေးတယ်။ San Francisco နဲ့ Oakland ကိုတရားထိုးပါဆိုပြီးတော့၃ချိန်အမိန့်ထုတ်ပြန်ခဲ့တယ်။ပြီးတော့ရေအောက်ဥမင်လှိုင်ကောင်းတစ်ခုဖောက်ဖို့လည်းအမိန့်ပေးခဲ့တယ်။ထူးဆန်းတာပါလဲဆိုတော့သူကွယ်လွန်ပြီးနှစ်ပေါင်းများစွာကြာသွားတယ်။1936လောက်ကျတော့သူပြောတဲ့အတိုင်း Bay Bridge ကြီးပေါ်လာတယ်လို့1984ကျတော့လဲ Bard ရေအောက်ဥမင်လှိုင်ကောင်းကြီးဖောက်လိုက်ကြ။ပြီးတော့ကုလသမဂ္ဂမပေါ်ခင်နှစ်ပေါင်း90လောက်ခရဲက Norton ကကမ္ဘာနိုင်ငံတွေစပွဲဝိုင်းထိုင်ပြီးငြိမ်းချမ်းရေးဆွေးနွေးကြပါ League of Nations ဆိုပြီးတော့အဖွဲ့အစည်းတစ်ခုလုပ်ပါလို့သူကကြိုးပြီးတောင်းဆိုခဲ့တာနောက်ပိုင်းမှာကုလသမဂ္ဂပေါ်လာတယ် San Francisco မြို့သားတွေအခုထိဂုဏ်ယူကြတဲ့ကိစ္စတစ်ခုရှိသေးတယ်တချို့ကမြို့နာမည်ကို Frisco ဆိုပြီးတော့အဲ့လိုနောက်တလူပြောင်းလို့ခေါ်ကြတယ်အဲ့ဒါကို Norton လုံးဝမကြိုက်ဘူးအဲ့လိုခေါ်တဲ့လူတွေ့ရင်ဒဏ်ငွေ$25ဆောင်ရမယ်လို့သူကပြင်းပြင်းထန်ထန်အမိန့်ထုတ်ဒီနေ့ခေတ်ထိ San Francisco မြို့သားစစ်တွေဆိုရင်အဲ့နာမည်ကိုမခေါ်ဘဲနဲ့ရှောင်ကြတယ်1880ညဦးပိုင်းတစ်ခုမှာတော့ Norton ကဆွေးနွေးပွဲတစ်ခုကိုသွားရင်းနဲ့လမ်းပေါ်မှာပဲလမ်းလျှောက်နေနေရုတ်တရက်လဲကျသွားတယ်။ရဲရရှိတယောက်ကသူ့ကိုဆေးရုံပို့ကိုမြင်းထားခေါ်တယ်။ယထာမရောက်ခင်မှာပဲမမီတော့ဘူးသူလမ်းပေါ်မှာတခါတည်းဆုံးသွားတယ်။ Norton ဆုံးသွားပြီးတဲ့နောက်ပိုင်းသူ့ရဲ့အခန်းကိုသွားပြီးရှင်းလင်းရေးလုပ်ကြတဲ့အခါကျတော့သူ့မှာပိုင်ဆိုင်မှုဆိုလို့$9လောက်ပဲရှိတဲ့အကျွေးစီလေးတွေပြီးတော့လမ်းလျှောက်ဒုတ်တွေကမ္ဘာကောင်းဆောင်တွေစီကလာသလိုမျိုးသူ့အတူပြန်ရေးထားတဲ့ကြေးနံအတုတွေဒါတွေပဲတွေ့ကြရတယ်။ Norton ရဲ့ဇာပနာကျတော့ San Francisco ကစီးပွားရေးသမားတွေစုပြီးထောင်ထားတဲ့ Pacific Club ဆိုတဲ့အသင်းကစုပေါင်းပြီးစီစဉ်ပေးကြတာ။သူ့ရဲ့ဇာပနာကိုလူပေါင်း1000ကျော်လောက်လာပြီးသူ့ကိုနှုတ်ဆက်ခဲ့ကြတယ်တဲ့။သူ့ဇာပနာက San Francisco သမိုင်းမှာအခမ်းအနားဆုံးဇာပနာတွေကတစ်ခုဖြစ်ခဲ့တယ်လို့တော့ပြောကြတယ်။သတင်းစာတွေကလည်း Acre ကြီးကွယ်လွန်ရှာပြီဆိုပြီးတော့ခေါင်းစဉ်အကြီးနဲ့ဖော်ပြပေးခဲ့တယ်။သူ့အပေါ်မှာဘလောက်တောင်အလေးထားခဲ့ကြတယ်လဲပေါ့နော်။အစောပိုင်းတုန်းက Norton ရဲ့ရုပ်လောင်းကို San Francisco မှာရှိတဲ့ Masonic Cemetery မှာထားခဲ့တယ်။1934ကျတော့သူ့ရဲ့ရုပ်လောင်းကို San Francisco အပြင်ဘက်ကကိုမာမြို့မှာရှိတဲ့ Woodlawn ဆိုတဲ့တုတ်တံကိုပြောင်းလိုက်ကြတယ်။အဲ့ဒီမှာလဲသူကအခမ်းအနားနဲ့လုပ်တာ။အဲ့ဒီအခမ်းအနားကိုစစ်သားတွေမြို့သူမြို့သားတွေကအလေးပြုပြီးတော့တကယ်ကိုခန်းခန်းနာနာကြီးကြီးကျယ်ကျယ်လုပ်ပေးခဲ့ကြတယ်တဲ့။ Norton ရဲ့အုပ်ကူပေါ်မှာ American ပြည်ထောင်စုရဲ့ Acre နဲ့ Mexico ရဲ့ကာကွယ်စောင့်ရှောက်သူဆိုပြီးတော့အခုထိကပီးထိုးထားတော့မယ်။ Norton ရဲ့အကြောင်းကဘယ်လောက်တောင်နာမည်ကြီးသလဲဆိုရင်ကဘာကျော်စာရေးဆရာတွေတောင်မှသူ့ကိုဝတ္ထုတွေထည့်ရေးခဲ့ကြတယ်။ Mark Twain ဆိုလို့ရှိရင်နာမည်ကြီးစာရေးဆရာပဲ။သူ့ရဲ့ Huckleberry Finn ဆိုတဲ့ဝတ္ထုတွေက The King ဆိုတဲ့ဘုရင်ဇာတ်ကောင်က Norton ကိုအခြေခံပြီးရေးခဲ့တာ။ပြီးတော့တခြားစာရေးဆရာတွေလည်း Norton ကို inspire ယူပြီးရေးခဲ့ကြတာအများကြီးပဲ။2023ကျတော့ San Francisco က Commercial Street ရဲ့တစ်စိတ်တစ်ပိုင်းကို Emperor Norton Place လို့ဂုဏ်ပြုပြီးတော့နာမည်ပေးခဲ့ကြသေးတယ်။ Norton နဲ့ San Francisco မြို့သားတွေရဲ့ဇာတ်လမ်းလေးကချစ်စရာကောင်းတယ်၊ကြည်နူးစရာကောင်းတယ်။သူ့ကိုအယူလို့ဝိုင်းပြီးတတ်မှတ်မဲ့အစားသူ့ရဲ့ဂုဏ်သိက္ခာကိုတန်ဖိုးထားပေးခဲ့ကြတယ်။ဒီမှာဘာလို့မြင်ရသလဲဆိုတော့လူတွေရဲ့စိတ်ထားတခါတလေလူတွေကအမှန်တရားဆိုတာထက်ကျင်နာမှုကိုပိုပြီးတန်ဖိုးထားတတ်ကြ။အမှန်တရားကြီးကိုထုတ်ပြောလိုက်တာထက်အဲ့ဒါကိုဖုံးကွယ်ပြီးတော့ကျင်နာမှုပေးလိုက်ကြတာကိုပိုပြီးလိုလားကြတယ်။ကျွန်တော်အခုပြောနေတာ Norton ရဲ့ story ဆိုပေမဲ့ဒီဇာလန်မှာတကယ်အံ့ဩစရာကောင်းတာ Norton မဟုတ် San Francisco မြို့သားတွေပဲ Norton ကတကယ်ဘယင်မဟုတ်ဘူးစိတ်လွတ်နေတဲ့လူဒါကိုအကုန်လုံးသိကြတယ်ဒါပေမဲ့သူ့ကိုဘယ်သူမှအရှက်မခွဲခဲ့ကြအောင်ယူနေတဲ့လူပဲဆိုပြီးတော့နှိမ်ချမပြစ်လိုက်ကြဘူးမသိကြအောင်မဆောင်ကြအောင်သူဖြစ်ချင်တယ်လို့မျိုးလိုက်ပြီးဆက်ဆံပေးရင်းနဲ့သူ့အပေါ်မှာ empathy ပေးခဲ့ကြတယ် Norton အတွက်သူတို့ကဂုဏ်သိက္ခာတစ်ခုပေးရင်းနဲ့သူတို့ society တစ်ခုလုံးရဲ့ဂုဏ်သိက္ခာထိန်းသွားကြတာNorton ကဘယင်အတူတယောက်ဖြစ်ရင်ဖြစ်လိမ့်မယ်ဒါပေမဲ့သူ့ကိုတကယ်ဘယင်တစ်ပါးလို့ဆက်ဆံပေးခဲ့ကြတဲ့လူတွေကတော့တေးကြတယ်တကယ်ကိုမြင့်မြတ်တဲ့နိုင်ငံသားတွေဖြစ်ခဲ့ကြတာElder သတင်းစာမှာ Norton နဲ့ပတ်သက်ပြီးပါခဲ့မှုတဲ့ကုတ်ကလေးတစ်ခုရှိတယ်
Emperor Norton ကဘသူ့အမှသွေးမြေကြအောင်မလုပ်ခဲ့တယ်လို့ဘသူစီရမှလည်းလူရက်ခဲ့ဘူးတာမျိုးမရှိဘူးဒါကကဘာပေါ်မှာရှိတဲ့တခြားတကယ့်ဘယင်တွေထက်အများကြီးမွန်မြတ်ပါတယ်ဒီကြောင်းနားထောင်ပြီးတော့ကိုယ့်အမြင်ကိုလည်း comment ရေးခဲ့လို့ရပါတယ်ပြီးတော့ကျွန်တော်ရဲ့ channel ကိုလည်း subscribe လုပ်ပြီးတော့ notification bell လေးနှိပ်ပေးထားကြပါဦး